ကဲဒီနေ့တော့ကောင်းမှုကုသိုလ်လေးလုပ်မှာဖြစ်ပါတယ်ဒီအခုတော့ထမင်းဟင်းတွေလည်းရှက်ပြီးသွားပြီပေါ့နော်ထမင်းလည်းကြက်ပြီးထမင်းနဲ့ကြက်ပြီးတော့ထမင်းတွေလည်းကြက်သွားပြီပေါ့နော်ပြီးတော့အမှဟင်းလည်းကြက်ပြီပေါ့နော်ဟင်းလည်းရှက်ပဲကြက်ရှက်ထားရပေါ့နော်ကြက်သားကြီးအသားလေးကြည့်ပဲကျွန်တော်တိချာလေးရှက်ထားရကိုစားရဲ့အတိုင်းလေးပဲရှက်ထားရပေါ့နော်ဆိုတော့ကျွန်တော်ဒီနေ့ကောင်းမှုကုသိုလ်လေးကဘာအတွက်လုပ်လဲဘာအတွက်လုပ်လဲဆိုတော့ကျွန်တော်ရဲ့ဆုံးမသွားပြီကွယ်လွန်သွားပြီဖြစ်တဲ့အဖေနဲ့အမေကိုရည်စူးပြီးတော့ကောင်းမှုကုသိုလ်လေးလုပ်တာဖြစ်ပါတယ်ဒီနေ့မနေ့ကမိုးလေးနဲ့ဗျာအလုပ်တွေရှုပ်နေမနေ့ကဈေးကိုသွားတယ်စက်သားတွေဝယ်တယ်เนาะဆန်တွေဝယ်တယ်ဆန်ဆိုလည်းပဲဗျာကြည့်လိုက်ကျွန်တော်စားတဲ့အတိုင်းပဲเนาะဆန်ပြောလေးကျွန်တော်ဝယ်လာတယ်ဆန်ပြောလေးဝယ်လာတယ်အကျော်တော့ကျွန်တော်ဒီနေ့ကုသိုလ်လုပ်မယ်ဖြစ်ပါတယ်ခွေးလေးသွားကျွေးမယ်ပေါ့เนาะကဲတစ်ချက်လောက်ကြည့်ပါဦးကဲအကျော်တော့ဒီပုံးထဲကိုအကုန်လုံးထည့်မယ်ဖြစ်တယ်เนาะပူလာအေးပူဒီဟုတ်အေးကြအများကြီးပဲထမင်းတူအပြည့်ပဲပေါ့နော်ဘူးတော့ကွာရှေ့ပဲဒါဆိုရင်ကြက်သားကိုရှယ်ထားရပေါ့နော်ရှယ်ထားစီစားစနုံငေးဒီအမုတ်ကြက်တုံပေါ့နော်အပြည့်စုံရှက်ထားရဲကိုစားရအတိုင်းလေးပါပဲเนาะအသားတွေတက်ပဲကျွန်တော်ရှက်ထားတာဖြစ်ပါတယ်အဲကြောတော့ဒီမှာအကုန်လုံးပဲနေဖက်ပြီးတော့ကျွေးမယ်เนาะအကုန်လုံးလောင်းထည့်လိုက်မယ်ဟိုအသားကြီးပဲ